5KB auto manual အလုံးတန့်တန့်လေးနဲ့မိတ်ဆက်ပေးမယ်ဒီအလုံးလေးကကြတော့ Peace Electronic တစ်စိတ် 5KB ဆိုတော့ဝ9000ပေါ့နော်ဝ9000သူက auto manual 2မျိုးသုံးဖြစ်တယ်သူ့မှာဆိုလို့ရှိရင် EBC direct line ပါမယ် auto line ပါမယ် manual line ပါမယ်ပြောရပြီဆိုလို့ရှိရင် EBC direct line ပါမယ် auto အကြ120လောက်ကနေစပြီးတော့အလုပ်လုပ်တယ်220ထိဆွဲတင်ပေးတယ် manual အကြဆိုလို့ရှိရင်90လောက်ကနေစပြီးတော့အလုပ်လုပ်တယ်ပေါ့နော်အဝင်မီတာပါမယ်အထွက်မီတာပါမယ် ampere လုံးမီတာပါမယ်ကျွန်တော်တို့ဒီမြေမြင့်ဆက်ကိုအသုံးမပြုခြင်းနဲ့အခါမျိုးကြလို့ရှိရင်သူက EPC direct line မှာထားထားလို့ရှိရင် EPC အဝင်အတိုင်းကိုပြန်ပြီးတော့ထွက်ပေးတယ်ပေါ့နော် original ကို second မှာအလုံးကတော်တော်လေးတန့်တဲ့အလုံးလေးဖြစ်တယ်အသစ်နီးပါးတန့်တယ်ပေါ့နော်အသစ်နီးပါးတန့်တယ်ရေ motor compressor ဆိုလို့ရှိရင်2កောင်လောက်ထိအသုံးပြုလို့ရတယ် aircon ဆိုလို့ရှိရင်လည်းတကောင်ခွဲ2កောင်လောက်ထိအသုံးပြုလို့ရတယ်အိမ်သုံးအတွက်ကို 5KB ကောင်းကောင်းလေးရှာနေတဲ့မိတ်ဆွေတွေအတွက်ကို 5KB အမျိုးအစားကောင်းကောင်းလေးကိုရောင်းပေးပါမယ်ခင်ဗျာကျွန်တော်တို့ဒီကိုကျော်မြန်းဆက်ရောင်းဝယ်ရေးမှာအိမ်တန်ရာရောက်ပို့ဆောင်ပေးပါတယ်တက်ဆင်ပေးပါတယ်နေဝေးကနေပြီးတော့မှာယူတဲ့ customer တွေအတွက်ကိုလည်းကျွန်တော်တို့တေချာထုတ်ပို့ပြီးတော့နီးစပ်ရာကားကဲအရောက်ကိုပို့ဆောင်ပေးပါတယ်ကျွန်တော်တို့ကိုကျော် electronic မှာဆက်သွယ်လို့ရမယ့်ဖုန်းနံပါတ်တွေက39993333 Viber နံပါတ်3998314983တို့ကိုဆက်သွယ်လို့ရပါတယ်